ကျွန်တော်ဘာပြောခဲ့တဲ့စကားလေးတစ်ခုဒီတော့ဆန်တဲ့ကိုစေတာပဲပြရတယ်ဆိုတော့အခုတော့အရာအားလုံးကပုံပြီးလေးတစ်ခုပါလိုက်ပါတော့ကုန်တင်တို့ကိစ္စကိုကိစ္စပေါ့ဆိုတော့ပြီးဒါပေမဲ့အခြေခံလူတန်းစားတော်တော်များများကတော့ကုန်တင်တို့ကြီးမြတ်တဲ့အကြောင်းကိုထပ်ခါကြီးသွားနေကြတယ်ကုန်တင်တို့ကဘယ်လိုထိချုံအောင်လဲတော့မသိဘူးဘာကြောင့်လဲဆိုတော့သူတို့မထိချုံနိုင်တဲ့အရာပုံကိုလည်းအာရုံစိုက်နေကြတယ်အရင်ကစေတာနဲ့ကြားခဲ့တာကိုပဲလောမောတတာနေကြတယ်ရှင်းပြောရင်ငွေကြေးပေါင်းပါတာကိုထိချုံနိုင်တဲ့ပြည်ဦးကြီးဆိုတာမရှိသေးပါဘူးတကယ်လို့ရှိရတဲ့ဆိုတော့အဲ့ဒါကိုနားလည်တယ်တကယ်လို့ကိုယ်ဆိုင်ဖြစ်နေတဲ့လူတွေတော့ဒါကကိုယ်နေတော့ပြတာကိုကြိုက်ဒါပေမဲ့ဒါကဒီဘာလို့မှမဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီတော့ငါတို့ထုတ်နိုင်တဲ့အရာပေါ်မှာပဲအာရုံစိုက်တော့မယ်ဆိုပြီးပြောကြပါအခက်အခဲတွေကိုရင်ဆိုင်ဖြစ်နေတဲ့ကြတဲ့သူတွေစီပွားရေးလုပ်ရင်ဘုမစီးဖို့ရောင်းရင်တို့ဟာအခုကိလူတွေကစီကောင်းရင်တမုံမထိတာဘူးဝယ်ရတဲ့ကုန်ကျန်းတွေကလည်းစစ်ကြည့်လိုက်တာဒီစင်းနဲ့ရောင်းလို့ရှိရင်လူတွေကဝယ်သုံးနိုင်ကြပါမလားစားတဲ့အတွေ့အကြုံကိုတော့မတွေ့ပါဘူးYeah, good. No. Yeah. Here.